ကောင်းလိုက်တာဟဲ့ ပြောပါ ရှက်တယ် ရောင်ကြီးငါစက်ကြီးကိုတော့မှကျင်းနေ အဲ ဦးမြောင်လေးဆရာလည်းဖွင့်ကြောင်းတယ် အဲ ကောလုံးဖွင့်ကြောင်းတယ်ငါမပေါင်းတော့ရဲမှာရမပေါင်းတော့ရတယ်မှာ အော်ငါခွန်ကြောင့်ပြရလား ဒီနေ့ကျောင်းကလည်းဟိုကောင်းမလေးလာဟောစားဖို့ဒီတော့လာပြည့်တော့ကိုအဲ့ဒါဆရာကတော့ အသက်ဘယ်နှစ်กว่าလဲကျေးဇူးပြောလို့ဒီကိုเนี่ยကဘယ်နှစ်กว่า ခုနနဲ့ခုနတာငါနဲ့ နည်းနည်း နာနဲ့ပေါ့ငါနဲ့နဲ့မှာ6တာ6လောက်တော့ဆယ်လောက် ဘယ်နှစ်กว่าလဲမသိတော့ပတ်သက်လား နည်းနည်းပေါ့နည်းနည်းပေါ့ ဒီက ခဏတည်းနေဒီတော့ကိုတော့လည်းမသိတော့ ခိတ်တက်တွေကရမ်းချစ်ကြတာနော်သားလေးတို့ပြောပြပါဦးလူရှိရမ်းချစ်ကန်တယ် ကိုကြီးဖက်ပြရလူစီစိတ်တော့တယ်ဒါလူစီစိတ်မပါ ကလေးလေးပေါ့ လူစိတ်ကို အာဒီ ကြီးဖက်ပြလူစီစိတ်ညဒီနမောတော့ဆက်နေပဲတော့ခွဲနေ ဒင်းကြနော်တားကြောဒင်းကြပြည့်တယ်တားကြောနှွေလေး ဒါတော့ဒင်းကြဖြစ်သွားပြီဒင်းကြရပြီပဲ အာ လက်ပြတဲ့ဇင်းကဘာလို့ပြန်ခောက်လို့ပါလဲပြောပြရော ဇမင်းကတော့အစကျဲအဆူကြီးလင်းရမှာဒါလိမ့်တာဝယ်တာဆိုင်လေးကမရဘူးမရတော့ဒါလည်းအနာဆိုင်ရဒီစီလေးစီအစီအမသူကဆက်ပြလို့အဲ့ဒါလေးညှိလိမ့်အဲ့လို ပုံသွင်းရတာပေါ့အဲ့တော့လေဒါဘာလို့ပြောဒါဒီကိုเนี่ยဆိုရင်ရမ်းချစ်ကြဆိုတော့သူ့ကိုဒါဘယ်လိုမျိုးလေးချစ်လဲကိုညီလေးတယောက်ချစ်တာဘယ်လိုမျိုးလေးရှိလဲဒါ ကိုကြီးဒီလိုဝချစ် မချစ်နေချစ်လေးချစ်တာလေတားကြော ဒါညီကိုကြီးလိုပဲတားလိုက်ချစ်လက်အလိုလုံးလိုက် ဟာသူကမလိုက်တာ အလိုလုံးလိုက် ဇဲပြည့်မလိုက်တာလား ကိုကြီးဆက်လည်းမလိုက်တားလည်းမလိုက် ဟုတ်လား အဲ့လိုချစ်တော့ချစ်ဘူးလုံးလိုက် ဟုတ်တယ်ချစ်ချစ်ရ ဆုံးမတဲ့ဟာရှိတာ ရှိ ဟုတ်လားဘာလေးရှိလဲ သူ့ကိုတော့တခါတလေကြာတအားပြီးဟိုစောတာမချော်လဲတာကိုကမရအောင်ပြပြလိုက်ခဲ့တော့ဆော်လဲဒီနေ့ဒီအဲ့လို အဲ့တဲ့နားထောင်တာသူက အားတော့အဲ့လိုပြောလိုက်တာမရှိတယ်ထိုင်သူထိုင်ကောင်ကသူတော့ထိုင်ညံ့တယ်သူမဟုတ်ဘူးကိုကြီးတောက်ကိုကြီးပြောပြ ကိုကြီးလည်းဖွင့်ကြောင်နော်ကိုကြီးတော့ကြောင်လို့ကိုကြီးလည်းကောင်းပါလေနည်းကိုကြီးကပြတော့လာချက်ချက်တော့လည်းချက်ကို ကဲနော်